မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့နာမည်တွေကိုရေးကြမယ်君の名は What's your name? Keiko. Aum. Aum.ဒီတစ်ခါတော့ကျွန်တော်လှည့်ပါ
သူ့နာမည်ပထမလုံး K ကိုယေဒနာလို့အဓိပ္ပာယ်ရပါတယ်မြေကြီးဆိုတဲ့စကားလုံးနှလုံးကိုထပ်ဆင့်ထားတာပါဒုတိယစလုံးကတော့ကလေးငယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရပါတယ်ယေဒနာကလေးပေါ့ဗျာကျွန်တော်နာမည်အောင်ကတော့ဂျပန်မှာအတန်ထွက်အတိအကျမရှိပါဘူးအနည်းဆက်ဆုံးအတန်ယူထားတာပါဒီစာလုံးနှလုံးကတော့နည်းနည်းထူးဆန်းပါတယ်ဘာလို့လဲဆိုတော့ဒီစာလုံးနှလုံးကိုကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာစာပေဖြစ်တဲ့တက္ကသဘာသာကနေပြီးတော့မွေးစားထားတာဖြစ်ပါတယ်ပထမစာလုံးအကိုရွတ်တဲ့အခါမှာပါးစပ်ကိုဟပြီးတော့ရွတ်ကြပါတယ်အခုရေးနေတဲ့ဒုတိယစာလုံးကိုရွတ်တဲ့အခါကျတော့ပါးစပ်ကိုပိတ်ပြီးတော့ရွတ်ကြပါတယ်ပေါ့နော်အဲ့တော့အောင်ဖြစ်သွားတယ်သူ့ရဲ့အဓိပ္ပာယ်တော့နည်းနည်းနှဆိုင်နေပြောရမယ်ဘာဖြစ်လို့လဲဆိုတော့သူကစန့်ကျင်ဘက်သဘောတရားပေါ့နော်ရှင်သန်ခြင်းနဲ့သိဆုံးခြင်းဒါမှမဟုတ်စัจ java လာရဲ့အဖွင့်နဲ့အပိတ်အဲ့လိုမျိုးအဓိပ္ပာယ်တွေရတယ်ဗုဒ္ဓဘာသာအရဆိုလို့ရှိရင်မတူညီတဲ့နှစ်ခုကရှင်တွဲပြီးရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့အဲ့ဒီသဘောတရားကိုဘယ်မှာတွေ့ရလဲဆိုတော့ဂျပန်နိုင်ငံမှာရှိတဲ့ဘုရားကျောင်းတွေအဝင်ဝမှာအများဆုံးတွေ့ရတယ်ဘုရားကျောင်းတွေရဲ့ရှေ့မှာရှိတဲ့ဘုရားဆောင်ရှင်သေးရုပ်တွေနတ်ရုပ်တွေမှာတဦးတစ်ကောင်ကအဲ့လိုပေါ့နော်ပါးစပ်ကိုဖွင့်ထားတယ်နောက်တဦးတစ်ကောင်ကကျတော့ပါးစပ်ကိုပိတ်ထားတယ်အဲ့လိုမျိုးပုံဖော်ကြတယ်ဒီလိုအဖွင့်ပိတ်ဒီလိုနတ်ရုပ်ဒီလိုရှင်သေးရုပ်တွေကိုမြင်လိုက်ရင်ဒီစာလုံးနှလုံးကိုသတိရလိုက်ကြပါကျွန်တော်နာမည်အောင်ကိုလည်းသတိရလိုက်ပါသူ့နာမည်လေးရေးတာကျွန်တော်မှားသွားတော့နည်းနည်းတော့ပြန်ပြင်လိုက်အောင်မယ်အမှန်တော့ကျွန်တော်အတွက်ဘယ်ဘက်လက်နဲ့စုပ်တန်ကန်ရတာခက်ပါတယ်ဒါမဲ့လည်းကြိုးစားရတာပေါ့နော်နှမို့ဆိုဆရာမကကျွန်တော်ရိုက်မှာဟုတ်ကဲ့အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်